ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုဖျက်ကျော်ပြီးအောင်ပွဲတွေစီဦးဆောင်ခဲ့တဲ့နီးပြနဲ့အားကစားသမားလေးတွေရဲ့ဇလံကဲဒီတော့ဇလံအစားမှာအမေရိကန်ဘောလုံးနီးပြဂျင်လွိုက်ဟာစိတ်လည်မှန်းပါလုံမီလို့အလုပ်ပြုတ်ပြီးကယ်လီဖိုးနီးယားပြည်နယ်ရဲ့စင်ငယ်တဲ့မြို့တီမြို့ဖြစ်တဲ့မက်ဖာလန်မြို့ကိုမိသားစုတဲ့အတူပြောင်းရွှေ့ခဲ့ရပါတယ်မြို့ကမက္ကဆီကန်နယ်ဖရာလေသမားတွေနေတဲ့အပြင်သူတို့နေရာမဲ့အင်္ဂါလည်းဟောင်းနှွမ်းနေတာကြောင့်ဂျင်ဟာချက်ချင်းပဲပြောင်းရွှေ့ခြင်းခဲ့ပါတယ်မြို့ကိုဆက်ရောက်နေမှာပဲသမီးထက်သူဂျူလီဒီယောလမ်ဘေလူဆိုအဖွဲ့ရဲ့နောက်ဆက်တာခံခဲ့ရပြီးမြဲဂွင်ခေါင်းဆောင်တူကတားမြစ်ပေးခဲ့ပါတယ်ဂျင်ကတော့မိသားစုဘေးကင်းရေးကိုစိုးရိမ်ဒီမြို့ကနေပြောင်းရွှေ့ခြင်းခဲ့ပြီးမြဲဇနီးထက်သူချက်ရဲကတော့သူ့အရှုပ်တော်ပုံကြောင့်အခုချိန်မှာဘဲเจ้าမှခန့်မှာမဟုတ်တဲ့အပြင်ဒီမှာပဲနေရင်အချီနေနဲ့အသားကျလာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်ကျောင်းရောက်တော့ဂျင်ဟာဘိုးလုံးအရာနီးပြထစ်လာပြီးမြဲအားကစားသမားတွေကိုကြမ်းတမ်းစွာလေ့ကျင့်ခိုင်တဲ့နီးပြဂျင်းစ်နဲ့သဘောထားမတိုင်ဆွဲလို့ပြဿနာတက်ပြန်ပါတယ်ဒါကြောင့်ကျောင်းအုပ်ကြီးကသူ့ကိုပြေးခုန်ပြေးနီးပြအဖြစ်ပြောင်းရွှေ့ခန့်ထားလိုက်ပါတယ်တနေ့လေ့ကျင့်နေတဲ့ကျောင်းသားတွေကိုကြည့်ရင်ဗစ်တော်နဲ့ဂျော်နီဆိုတဲ့ကျောင်းသားနှစ်ယောက်ပြေးတာအယမ်းမြန်တာကိုသတိထားမိပါတယ်နောက်ပိုင်းမှာလည်းသမီးနဲ့အပြန်မြိုင်ပြေးနေတဲ့သောမတ်ဆိုသူကောင်လေးတယောက်ကိုမြင်ပြီးနောက်ဂျင်ဟာပြေးခုန်ပြေးအဖွဲ့တစ်ခုဖွဲ့ဖို့စိတ်ကူးရခဲ့ပါတယ်အစာပိုင်းမှာကျောင်းအုပ်ကြီးကလက်မခံပေမဲ့ဂျင်ဟာအလားအားရှိတဲ့ကောင်လေးတွေအများကြီးရှိတယ်လို့အကျိုးအကြောင်းရှင်းပြပြီးနောက်ပြေးခုန်ပြေးအဖွဲ့ဖွဲ့စည်းခွင့်ရခဲ့ပါတယ်ဒါနဲ့ပဲဂျင်ဟာသောမတ်ဂျိုးဆေဗစ်တာဂျော်နီနဲ့ဒီယက်စ်ညီအကို၃ယောက်ဒန်နီဒေးဗစ်ဒမ်မာစီယိုအပါဝင်အားကစားသမား9ယောက်နဲ့အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်ပထမဆုံးလေ့ကျင့်မှုမှာပဲဗစ်တာတယောက်ထပ်ဖေးသွားပြီးဒန်နီကလည်းခနာကိုအလေးချိန်ကြောင့်အနည်းဆုံးဖြစ်နေခဲ့ပါတယ်ပထမဆုံးပြိုင်ပွဲကိုပါလိုအော်ဒိုမြို့မှာတွားရောက်ရှင်ပြိုင်တဲ့အခါဂျင်ကအမတ်ဘေးစင်မြင့်ဒီတောင်ခုံးတွေကိုဘယ်လိုဖြတ်ကျော်ရမလဲဆိုတာတွေကိုတေးသေးချာချာမပြောပြခဲ့ပါဘူးပြိုင်ပွဲမှာသောမတ်တယောက်အစပိုင်းမှာဦးဆောင်နိုင်ခဲ့ပြီးမြဲနောက်ဆုံးမှာတော့အလဲအလတ်သားရခဲ့ပြီးချန်တဲ့အဖွဲ့သားတွေအားလုံးအစ်စ်နောက်ဆုံးရခဲ့ကြပါတယ်လေးသွင်းရှင်ပြိုင်ရမှာလေးသွင်းမြောက်နဲ့အမတ်104မှတ်ရခဲ့လို့ကောင်လေးတွေအားလုံးစိတ်သက်ကြခဲ့ကြပါတယ်ဂျင်ကတော့ဒါဟာသူ့အမားပါလို့ဝန်ခံပြီးနောက်ပြိုင်ပွဲတွေအထက်ပုံမကြိုးစားဖို့အားပေးခဲ့ပါတယ်ဒီရတော့တွင်သောမတ်ရဲ့အိမ်မတယောက်အိမ်ထောင်မပြုတ်ခင်ကိုဝန်ရှိခဲ့လို့သူ့အဖေဒေါတာထရပီသောမတ်ကိုပါရိုင်းနှမိခဲ့ပါတယ်ဂျင်ကတော့အိမ်ပြန်ရောက်တဲ့အခါသမီးဂျူလီရဲ့စပားနှစ်ပြည့်မွေးနေ့ကိုပါမိတ်နေခဲ့တာကြောင့်ဂျူလီတယောက်စိတ်ဆိုးပြီးအခန်းထဲပိတ်နေခဲ့ပါတယ်စိတ်ဖိစီးမှုတွေနဲ့ဂျင်တယောက်ကားမောင်းထွက်လာခဲ့ရာတရားပေါ်မှာကိုတီချောင်းကြံဖို့လုံနေတဲ့သောမတ်ကိုတွေ့လို့ရက်သားပြီးစကားပြောခဲ့ပါတယ်သောမတ်ကသူ့အဖေရိုက်နှက်ခဲ့လို့ပေါင်းမှတန်ရာရခဲ့တဲ့အကြောင်းဒီရင်ဖွေခဲ့ရာဂျင်ကနားလဲပေးခဲ့ပြီးအဖွဲ့ထဲပြန်လာဖို့ခေါ်ခဲ့လို့သောမတ်လည်းပြန်ဝင်လာခဲ့ပါတယ်ဂျင်ဟာပြေးခုန်ပညာရက်တွေကိုပြန်လေ့လာပြီးကောင်လေးတွေကိုလေ့ကျင့်ရမှာသူ့အမြင်နှုံးကမီတော့မှမဟုတ်လို့မိန်းကလေးဆက်ပြင်းနဲ့လိုက်ပြီးတင်ပြပေးခဲ့ပါတယ်ကြိုးစားအားထုတ်မှုတွေရဲ့ရလဒ်အဖြစ်ပထမဆုံးစံတက်ပြိုင်ပွဲမှာအနိုင်ရခဲ့လို့အဖွဲ့သားတွေအားလုံးပျော်ရွှင်ခဲ့ကြပါတယ်တနေ့မှာ DS ညီအကို3ယောက်လေ့ကျင့်ရေးပြည့်ခွက်လို့ဂျင်ကသူတို့အိမ်ကိုလိုက်သွားခဲ့ပါတယ်သူတို့မိသားစုဟာလဲလို့မှစားဝင်နေရေးပြည်လဲတဲ့အတွက်လေ့ကျင့်ချိန်တွေကမိသားစုအတွက်ဝင်ငွေဆုံးရှုံးစေတဲ့ဆိုတာကိုဂျင်တယောက်နားလည်သွားခဲ့ပါတယ်ဒါနဲ့ပဲနီးပြဂျင်ဟာသူတို့နဲ့အတူလက်ထဲမှာဆင်းလုပ်ပြီးလေ့ကျင့်ချိန်တွေကိုလည်းအလုပ်ချိန်နဲ့ကိုက်အောင်ညှိပြီးခဲ့ပါတယ်။ Mrs. DS ဦးဆောင်တဲ့မိဘတွေကလည်းအားကစားအဖွဲ့အတွက်ရန်ပုံငွေပွဲလုပ်ပြီးလို့အဖွဲ့လိုက်ဝတ်စုံတွေရခဲ့ကြပါတယ်။ဒီအချိန်မှာပဲဂျင်တယောက်လမ်းဘေးလူဆုံးကိုင်းခေါင်းဆောင်က Victor ရဲ့အိတ်ကိုဆိုတာသိရပြီးလူကောင်းတယောက်ဖြစ်တဲ့ဆိုတာကိုနားလည်လာခဲ့ပါတယ်။ဂျင်ဟာပေးခုံပစ်အောင်မြင်ရတက်ကတော်တက်ဖို့အခွင့်အရေးရမယ်ဆိုတာကိုပြောပြီးကောင်းလဲတွေကိုပညာရေးကိုအလေးထားဖို့တိုက်တွန်းခဲ့ပါတယ်။သောမတ်ရဲ့အဖေကတော့ပြေးခုန်ပင်နဲ့အနာဂတ်မမြင်ပဲလဲထဲမှာပဲအလုပ်လုပ်ရလိမ့်မယ်ဆိုပြီးစိတ်တကြအောင်ပြောဆိုခဲ့ပါတယ်။ဒေတာတွင်ပြန်ခွဲကိုတွားရအထားပါလိုအော်တိုကျောင်းရဲ့နီးပြကဂျင်ကိုသူ့စီပြောင်းလာဖို့အလောက်ကန်လန်းခဲ့ပါတယ်။ပြန်ခွဲမှာသောမတ်ဒီယာတောင်ခုံးလီကိုကြော်ဖြတ်ပြီးအစကတည်းကဦးဆောင်နိုင်ခဲ့ပါတယ်။ဂျန်တဲ့အဖွဲ့သားတွေလည်းအားပြည့်နေတော့ပဲရှိသေးတာကြောင့်အခြားကျောင်းမှာပြေးသမားတွေကိုအမိလိုက်ပြီးအောင်မြင်စွာပြေးခဲ့ကြလို့ကယ်လီဖိုးနီးယားပြည်နယ်အဆင့်ပြိုင်ပွဲအတွက်၄သင်းမြောက်အဖြစ်အရွေးချယ်ခံခဲ့ရပါတယ်။ဒီအပြော်တွေကိုဆင်ထွယ်ဖို့ဂျင်ကကောင်းအေးတွေကိုပင်လယ်မမြင်ဘူးကြသေးလို့ပင်လယ်ကမ်းစပ်ကိုခေါ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ Mrs. DS ကဂျူလီရဲ့15နှစ်ပြည့်မွေးနေ့အတွက်သူ့ရဲ့တလီထုံတန်းရာကွမ်းဆိုင်ရင်နာပွဲလုပ်ပေးဖို့အကြံပြုပြီးဂျင်လက်တော်တူပြီး Mr. DS ရဲ့အကူအညီနဲ့စီကားတိုက်မဲ့စွာကျင်းပပေးခဲ့ပါတယ်။ပါတီပွဲပြီးနောက်ကားဒီနဲ့မြို့ပတ်ကြရာပြိုင်ဘက်တိုင်းတစ်ခွင်းကပိတ်ဆို့ပြီးရန်ပွဲဖြစ်ခဲ့ပါတယ်။
ဂျူလီယာဘေကင်ရဲ့အတွက်စိုးရင်ခဲ့ရတဲ့ဂျမ်ဟာဒီမျိုးကနေပြောင်းရွှေ့ဖို့ထက်ကြံပြန်ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူချယ်ရဲ့ဆွဲဆောင်မှုကြောင့်ဂျမ်ခနောင်မက်ဖာလန်မှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အဆင့်ပြေးခုံပြေးပြန်ပွဲကိုရောက်ခဲ့အခါအနည်း20ကျော်ကြာအောင်တရက်မှမပိတ်ခဲ့တဲ့မစ္စတာဒီအက်စ်ရဲ့ဆိုင်တောင်ပိတ်ပြီးမြို့ခံတွေအားလုံးလာရောက်အားပေးကြပါတယ်။ပြိုင်ပွဲမစခင်ဂျမ်ကကောင်လေးတွေကိုဒီနေ့ဟာချန်ပီယံထုမဲ့နေ့ပဲလို့အားပေးစကားပြောကြားခဲ့ပါတယ်။ပြိုင်ပွဲစတာနဲ့ဂျိုဆေးကအယမ်းမြန်မြန်ပြေးခဲ့လို့စောစောစီစီအာကုန်ကြီးနောက်ကိုကြာချန်ခဲ့ပါတယ်။ဒါပေမဲ့သောမတ်ကတော့ဦးဆောင်နိုင်ခဲ့ပြီးသူ့နောက်ကအဖွဲသားတွေကလည်းအမိလိုက်နိုင်ခဲ့ကြပါတယ်။နောက်ဆုံးမိနစ်ပိုင်းရောက်မှသောမတ်ရဲ့ပလန်ဘတ်ကိုကြော်တက်ပြီးပထမဆုံးဝင်ခဲ့ပါတယ်။မြေတန်းအနည်းဆုံးဖြစ်တဲ့ဒန်နီကလည်းပြိုင်ဘတ်တော်တော်များများကိုကြော်တက်ပြီးအားတန်ဖွယ်အပြည့်ပြတာခဲ့ပါတယ်။အမတ်တွေစိတ်ဆက်ဆက်ရေးသွဲပြီးတဲ့နောက်မှာတော့ကယ်လီဖိုးနီးယားပြည်နယ်အဆင့်ပြီးခုံပြီးပြိုင်ပွဲရဲ့ချန်ပီယံဆုရှင်ဟာမက်ဖာလန်ကျောင်းဖြစ်ကျောင်းကျင်းညာလိုက်တဲ့အခါမြို့ငယ်လေးကကျောင်းတစ်ကျောင်းကနေချန်ပီယံဖြစ်တာကိုအားလုံးကအံ့အားသင့်ခဲ့ကြပါတယ်။ဒီနေ့အထိမက်ဖာလန်ကျောင်းဟာပြီးခုံပြီးပြိုင်ပွဲမှာအမြဲတမ်းလိုချန်ပီယံဖြစ်နေစေဖြစ်ပြီးဂျင်ကလည်းမက်ဖာလန်မှာပဲဆက်လက်နေထိုင်နေစေပဲဖြစ်ပါတယ်။